ရောက်တော့ဘုရားကြောင့်ပြင်တာမှာဆရာတော်ကြီးများနေဒီဓမ္မဝိဟာရမလျောစာတင်လိုက်ကြည့်နာယကဆရာတော်ဖြစ်တော်ပြီးတော့အဲ့ဒါမှာပါမြတ်အရှင်လူဝန်တာပြီးဝန်တာဆရာတော်အမှုထိတ်ထား၍ဒီပူဇော်ပွဲအတွက်ပြီးတော့မှနာတိနာလေကြမြသာသနာရေးအတွက်ဆောင်ရွက်လို့တော့စိတ်ဖြင့်ရေးကဒီကျူးပူဇော်ပြီးပါဗျာရှင်သူမြတ်တို့ဒီလသမာဓိပညာပါရမီတော်ရရကိုပြီးတော့မှနှုတ်နဲ့တော့မပြည့်စုံတော့အုံနောက်ဖြင့်ပြည့်မီအောင်ရေးကားနိုင်လို့ရှိပါဘူးဗျာဒါကြောင့်ပြီးတော့မှရင်ဆိုရင်ချက်အားနေချက်ပြီးတော့မှဖွဲ့ပါရမီတော်ရှိရင်ဘယ်လိုပြီးတော့ကြပါလို့ဟောကြားတောင်းမှပြီးတော့မှဓမ္မဝိဟာရစံဥယျာဉ်ဆိုတဲ့80ပေါ်တိရဖြစ်ပူဇော်မှာဖြစ်ပါတယ်ဗျာဒီစာတင်လိုက်ကြည့်ရဲ့ဆရာတော်ဟာယခုနှစ်မှာအဲ့ဒါမှာပါဠိကဝယ်စိတ်ရရှိခဲ့ပါတယ်မိမိရဲ့အဲ့ဒါမှာပါဠိကဝယ်ပူဇော်ခြင်းကိုမပြုလုပ်ဘဲနဲ့ဆရာတော်ကြီးကျူးပူဇော်လို့တော့ရှင်မြတ်တို့ပြင်းပိပြီးတော့ဒီကဲလို့အာနာကြီးကျယ်ဝေဒီနဲ့ပူဇော်တဲ့အတွက်ပြီးတော့ဘာလို့တတိမင်းရဲ့ခါမြဝါမြပိတိဖြစ်ရပါဗျာဆရာတော်အမှုထိတ်ထား၍ဓမ္မဝိဟာရစံဥယျာဉ်80ပေါ်တေးကြလို့ပြီးတော့ဒီကျူးပါဗျာ